မင်္ဂလာပါဒေါက်တာဤဖြစ်ပါတယ်ဒေါက်တာဒီနေ့ပြပြသွားခြင်းနဲ့နီလန်လေးအားကြတော့ manifestation ပေါ့နော်ကိုလိုချင်တဲ့အရာတွေကိုညှို့ငင်တဲ့အခါမှာကိုကဘယ်လိုမျိုးလေးပေါ့နော် chakra အလိုက်ပေါ့နော် manifest လုပ်နိုင်မလဲဆိုတာကိုပြပြပေးသွားခြင်းပါတယ်အဲ့နီလန်လေးအားကြတော့ဒေါက်တာကဆိုမာချာယာဆိုရဲပေါ့နော် manifestation ကိုကူညီပေးရ coach ပေါ့နော်သူက YouTube မှာပြောထားတယ်သူမျှဝေတဲ့နီလန်းလေးကကြတော့လေသူက Neville Goddard ရဲ့နီလန်းလေးကိုသူမျှဝေထားတာပေါ့နော်အဲ့ဒါလေးကိုတလေးလာမိရဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ဒီချစ်မိတ်ဆွေတွေကိုပြပြချင်တယ်ပေါ့နော်အဲ့တော့ ready ပဲဆိုလို့ရှိရင် comment မှာ yes လို့ရေးခဲ့ပေးပါဒါမှမဟုတ် ready လို့ရေးခဲ့ပေးပါအဲ့တော့ number 1 chakra ကကြတော့ root chakra ပေါ့နော်ဒီ chakra ဆိုတဲ့နီလန်းနေရာကြတော့သူက spirituality မှာပါဝင်တဲ့ဟာတွေပေါ့နော်အဲ့တော့ root chakra မှာဒေါက်တာတို့ကဒီအောက်ဆုံးကခန္ဓာကိုယ်ရဲ့အောက်ဆုံးရဲ့ chakra က root chakra အဲ့ဒီ root chakra ကနေ manifest လုပ်မယ်ဆိုရင်ကိုကဘယ်လိုမျိုးလဲဆိုတော့ I am ပေါ့နော်ငါကပြည့်စုံကြွယ်ဝလို့တရားနေပြီးငါကချမ်းသာတယ်ငါကအချစ်ခံရတယ်ပေါ့နော်ငါကဘလို့ဖြစ်တယ်ပေါ့နော်ငါကကိုယုံကြည်မှုရှိရငါအရန်လှတယ်ပေါ့အဲ့လိုမျိုးတွေနဲ့ manifest လုပ်တာကြတော့ root chakra ပေါ့နောက်ပြီးတော့အပေါ်တစ်ဆင့်တက်သွားမယ်ဆိုလို့ရှိရင်ဘာ chakra ရှိမလဲဆိုတော့ sacral chakra အဲ့ sacral chakra ကကြတော့ငါဘလို့ဖြစ်နေရဲဆိုတာတွေမပြီးတော့ဘူးပေါ့နော်အဲ့လိုမျိုး chakra အလိုက် manifest လုပ်သွားနိုင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ sacral chakra ကနေဒါတို့ဘယ်လို manifest လုပ်မလဲဆိုလို့ရှိရင်ငါခံစားရတယ်ပေါ့နော်ငါ့ကိုပေါ့နော်လူချစ်လူခင်များနေတော့ငါခံစားရတယ်ငါ့ကိုငါရဲ့ချစ်ကချစ်နေအောင်ငါခံစားရတယ်ပေါ့နော်ငါတကယ်ကိုကြွယ်ဝချမ်းသာမှုတွေကိုတကယ်ဖြစ်နေတယ်လို့မျိုးငါခံစားရတယ်တကယ်ကိုငါရဲ့ဝင်းကျင်မှာပေါ့နော်ကြွယ်ဝချမ်းသာမှုတွေပြည့်စုံမှုတွေစိတ်ချမ်းသာမှုတွေဒါမျိုးတွေငါခံစားရတယ်ပေါ့နော်ခံစားပြီးတော့ပြောနေရတခုတည်းမဟုတ်ဘူးကွာဒီလားခံစားပြီးတကယ်ကိုခံစားပြီးတော့ပေါ့နော်ကိုကနေနေတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပါဇက်ကလည်းပြောမယ်ခံစားရတယ်ပေါ့နော်တကယ်လည်းခံစားရတဲ့အတိုင်းပေါ့နော် feeling လေးပါမယ်ဒါဆိုလို့ရှိရင်သူ sacral chakra ကနေပြီးတော့သူက manifest လုပ်တာညှို့ငင်တာပေါ့နော်ဆိုတော့အပေါ်တက်သွားမယ်ဆိုလို့ရှိရင် solar plexus chakra ရှိရပေါ့နော်အဲ့ဒီ solar plexus chakra ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ I do ပေါ့နော်ငါကလုပ်တယ်မလုပ်ဘူးပေါ့နော်အဲ့ဒီ solar plexus chakra ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ I don't chase ပေါ့နော်ငါနောက်ကနေပြေးလိုက်မနေဘူးတည်ရမလားချို့ဆိုလို့ရှိရင်ကွာတော်လည်းအရင်တော့ဖြစ်ပူတာပဲเนาะငါမရသေးဘူးပေါ့ဥပမာငါအိမ်လိုချင်တယ်ဆိုလို့ရှိရင်ကားလိုချင်တယ်ဆိုငါမရသေးဘူးဒီပတ်စံနေငါလိုချင်တာမရသေးဘူးဆိုနောက်ကနေပြေးလိုက်တာပေါ့เนาะအဲ့တော့ solar plexus chakra ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ I don't chase ပေါ့เนาะငါနောက်ကနေပြေးမလိုက်ဘူးငါပူပန်နဲ့ပေါ့เนาะပူလောင်ပြီးတော့လုံးဝဒီပေါ့နော်မရမနာပေါ့နော်အဲ့လိုမျိုးနောက်ကနေလိုက်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော် I don't chase I attract ပေါ့နော်ငါရချင်လို့အသေးအတန်ကြီးအတင်းနေလုပ်နေရမှာမဟုတ်ဘဲနဲ့ငါလှုပ်ရှားရှိရလေးလှုပ်ပြီးတော့အေးစစ်ငါ attract ပေါ့နော်ငါညှို့ငင်မယ်ပေါ့နော်သူ့လိုရောက်လာအောင်လို့ညှို့ငင်တယ်ဆိုတဲ့ဟာလေးကိုဒီ solar plexus မှာเนาะဒီ chakra ကနေပြီး manifest လုပ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဟာလေးသုံးရတယ်ပေါ့နော်အဲ့တော့ဥပမာကွာဒီပေါ့နော် main ကလေးတယောက်ကယောက်ျားလေးတယောက်ကြိုက်တယ်ဆိုလို့ရှိရင်သူအနောက်ကနေပြေးလိုက်ဆိုရင် chase လုပ်နေတဲ့အခါမှာเนาะသူကိုယ်တိုင်ကလည်းပူလောင်ရတယ်မောပန်းရတယ်နောက်ပြီးအခါကျတော့ဟိုဘက်ကလည်းစိတ်ဝင်စားအောင်เนาะသူ့အတင်ပြေးလိုက်နေတဲ့ဟာသူလုံးဝစိတ်ဝင်စားအောင်အဲ့လိုမျိုးပေါ့နော်အဲ့ဒီအစားဒီ main ကလေးကလှလှပပြင်မယ်တက်ကြွနေမယ်အောင်မြောင်သူ့ကိုယ်သူချစ်တယ်အောင်မြောင်သူ့ကိုယ်သူလည်းခရုစိုက်တယ်ဒီလိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင်သူ attract ဖြစ်နေရပါတော့ပြီးရင်ဒီယောက်ျားလေးစိတ်ဝင်စားလာအောင်လို့ဥမာဒါယောက်ျားလေးနဲ့ main ကလေးပေါ့နော်အချစ်အနေနဲ့ပြောသူဖြစ်သွားတာနော်အဲ့တော့ကျမဒီเนาะ single မဟုတ်ပါဘူးချစ်ရပြောနေတဲ့အတွက်ကြောင့်ကျမဒီကျမမိသားစုရှိပါတယ်เนาะသားလေးတယောက်လေးရှိပါတယ်เนาะဆိုတော့ဒါကမြင်အောင်လို့ပြပြတာပေါ့နော်ဥပမာဒီလိုမျိုးပေါ့နော်ယောက်ျားလေးကိုသူ attract လုပ်တယ်ပေါ့နော်အမျိုးသမီးတွေကဆွဲဆောင်မှုရှိရဆိုရင်ဒါတော်တော်များသဘောပေါက်ကြမှာထင်တယ်နော် attract လုပ်တဲ့အခါမှာဒီယောက်ျားလေးဒီ main ကလေးကိုအလိုကြိုက်သွားတာပေါ့နော်အဲ့တော့ तू ကနေပြန်ပြီးတော့လိုက်လာ तू ကသူရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးပုံစံပေါ့ကိုကကြောကချမ်းသာမှုတွေလိုချင်တယ်ကိုကအချစ်ခံချင်တယ်ဆိုလို့ရှင်ကိုက attract လုပ်တာပေါ့နော်အရင်ပြမမန်းကြီးလုံနေကြမလို့ငါဆွဲယူလိုက်တယ်ဆွဲဆောင်လိုက်တယ်ညှို့ငင်ယူလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာနေထိုင်တာပေါ့နော်အဲ့လိုမျိုးစိတ်ကိုထားလိုက်တာဒါဆိုလို့ရှိရင် solar plexus ကနေ manifest လုပ်တာပေါ့နော် okay နောက်တစ်ချက်ကိုသွားမယ်နော်နောက်တစ်ချက်ကိုသိချင်လို့ရှိရင်111လို့ comment မှာ angel number လေးရေးခဲ့ပေးပါနော်အဲ့တော့နောက်တစ်ခုကကြတော့ data heart chakra ကနေ
manifest လုပ်မယ်ပေါ့နော် heart chakra ကနေဆိုလို့ရှိရင်ဒါတို့ကချစ်မြတ်နိုးရမယ်ပေါ့နော်တကယ်တမ်းဒီကိုကြောချမ်းသာခြင်းနဲ့ဆိုရင်ပတ်စံတွေကိုအပြည့်မြင်နေတာထက်ပတ်စံတွေကိုချစ်ရမယ်ပေါ့နော်I love work ပေါ့နော်ကြောချမ်းသာမှုတွေကိုချစ်မြတ်နိုးတယ်ပတ်စံတွေကိုချစ်မြတ်နိုးတယ်ငွေကြေးလက်လာပါတွေလက်ဆောင်တွေကိုချစ်မြတ်နိုးတယ်အဲ့လိုမျိုးကူညီပေးတဲ့သူတွေကိုအဲ့ဒါတွေရအောင်ကူညီပေးတဲ့သူတွေကိုကိုကချစ်ခင်မြတ်နိုးတယ်ပေါ့နော်တန်မိုးထားတယ် I love work ပေါ့နော် I love abundance ပြည့်စုံကြွားခြင်းနဲ့ငါတကယ်ကိုချစ်မြတ်နိုးတယ်ပေါ့နော်ချစ်မှပဲကိုယ်စီလာတာပေါ့နော်ချစ်မြတ်နိုးတယ်တကယ်ကိုငါကြွားချမ်းသာမှုစိတ်ချမ်းသာမှုတွေအချစ်ခံရတာတွေငါအရင်ချစ်တယ်အဲ့လိုမျိုးကြီးပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါ heart chakra ကနေကိုကညှို့ငင်တာပေါ့နော်Okay နောက်တစ်ခုကကြတော့ throat chakra ပေါ့နော်ဒါတော့ throat chakra ကနေတော့ပြောလိုက်တာပေါ့နော်ငါချမ်းသာနေပြီလို့ထုတ်ပြောလိုက်တာမျိုးတွေငါဒီကားကိုရမှာငါဝယ်မှာပေါ့နော်ငါဒီလိုဝင်ငွေကိုတစ်နှစ်အတွင်းရတော့မှငါဒီလိုအချစ်ခံနေရပြီလိုမျိုးထုတ်ပြောလိုက်တာပေါ့နော် speak ပေါ့နော် speak လုပ်လိုက်တာတွေငါရနေပြီငါချမ်းသာနေပြီဒီလိုမျိုးထုတ်ပြောလိုက်တာတွေဒါမှမဟုတ်ငါတကယ်ဖြစ်နေပြီလို့ငါပြောလိုက်တာပေါ့နော်ငါရဲ့ညီမပြန်ရမယ်ဆိုရင်ငါရဲ့ကြွယ်ဝချမ်းသာမှုတွေကိုငါကထုတ်ဖော်ပြီးပြောလိုက်ပြီးငါဒီလိုပြောလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီကြွယ်ဝချမ်းသာမှုတွေကငါစီမှာတကယ်ရရှိနေပြီရောက်ရှိနေပြီပေါ့နော်ငါထုတ်ပြောလေရလေငါနမိတ်ဖက်လေရလေပေါ့နော်အဲ့တော့ I speak ပေါ့နော်ဒါဆိုလို့ရှိရင် throat chakra ကနေညှို့ငင်လိုက်တာပေါ့နော်နောက်တစ်ခုကကြတော့ third eye chakra ပေါ့နော် third eye chakra ကကြတော့ဒါတို့မြင်ရတာပေါ့နော်ငါမြင်ရတယ်ငါရဲ့ပတ်ဝန်းကျင်မှာကြွယ်ဝချမ်းသာမှုတွေစိတ်ချမ်းသာမှုတွေချစ်ချင်းမေတ္တာတရားတွေအများကြီးရှိနေတယ်အရှံပဲပေါ်ကြွယ်ဝပြီးရှိနေတာကိုငါမြင်ရတယ်ပေါ့နော်ငါမြင်တယ်ငါဒီလိုမျိုးတွေရနေပြီငါမြင်တယ်ဒီလိုမျိုးအိမ်ကြီးနဲ့ငါနေနေရပြီဒီလိုမျိုးအောင်မြင်မှုတွေရနေပြီပေါ့နော်အဲ့လိုမျိုးဟာတွေကိုမြင်ရတဲ့ဟာမျိုးပေါ့နော် I see နဲ့တော့ပါတယ်ဒီ third eye chakra ပေါ့နော်နောက်ဆုံးတစ်ချက်ကိုသိချင်တဲ့သူတွေက222လို့ရေးခဲ့ပေးပါ angel number 222 angel number 222เนาะပြောရမယ်ဆိုရင်နောက်ဆုံးဟာက crown chakra ဒီတော်တော်ရဲ့ဒီဥကောင်းထက်မှာရှိတဲ့ crown chakra လေးကကြတော့သူကညှို့ငင်တဲ့အခါမှာ I understand ပေါ့ငါနားလေတယ်ငါနားလေနေတယ်ပေါ့နော်ငါသိနေတယ်ငါနားလေနေတယ်ငါဒီကြွယ်ဝချမ်းသာမှုတွေကငါစီမှာရှိနေတယ်ဆိုတော့ငါနားလေတယ်နောက်ပြီးတော့ငါရဲ့ပတ်ဝန်းကျင်မှာကြွယ်ဝချမ်းသာမှုတွေအရှံပဲပေါ်ပြည့်ကြွယ်ဝခြင်းတွေအများကြီးရှိနေတယ်ချစ်ချင်းမေတ္တာတရားတွေအများကြီးရှိနေတယ်ဆိုတာငါနားလေတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကဒီ chakra အလိုက်ပေါ့နော်ညှို့ငင်သွားတဲ့နီလန်းနေဖြစ်ပါတယ်တဲ့နော်အဲ့တော့အဲ့ဒီနီလန်းလေးတွေကိုသုံးပြီးတော့ကိုယ့်ရဲ့ဘဝမှာကိုလိုချင်တဲ့ဟာတွေကိုဆွဲငင်ယူနိုင်မှုအတွက်data က sharing လုပ်ပေးလိုက်တာဖြစ်ပါတယ် data လည်းအဲ့ဟာလေးတွေကိုသုံးကြည့်မယ်ပေါ့နော်တချို့ကိုပေါ့နော်မတိပဲနဲ့သုံးနေတဲ့ဟာလေးတွေတော့ရှိတယ်ပေါ့ဒါဒီ chair တွေပါတွေတင်ပေးတဲ့ဟာတွေအကုန်ကြည့်ထားပါတော့ balance coach method နာဒီချက်တင်ပေးရဟာတွေမှာလည်းပါတယ်မှာချစ်မြတ်နိုးမှာပေါ့နော်ငွေချစ်မြတ်နိုးမှာငွေကိုအပြစ်မတင်မှာပေါ့အဲ့လိုမျိုးကိုရမယ်ဆိုတာမျိုးငွေကိုချစ်တာတွေနောက်ပြက်ခါကျပါဇက်ကနေထုတ်ပြောတာတွေအဲ့လိုမျိုးတွေကိုအဲ့ဒါမသိသေးပဲနဲ့သုံးနေရမျိုးတွေတော့ရှိရပေါ့လေနော်ဒါပေမဲ့တခြားကျန်တဲ့ဟာတွေလည်းထပ်သုံးကြည့်လိုက်အောင်မယ်ပေါ့နော်အတူတူသုံးပြီးတော့ရလက်တွေရအောင်ယူလိုက်ကြမယ်နော်